အဲ့တော့ခွက်အကြောင်းပြီးပြီဆိုတော့တပိတ်အကြောင်းလေးလက်ထပ်ပြောလိုက်မယ်ဒီမှာတပိတ်တော့မပါဘူးပေါ့တန်ဃာတော်များမှာအဆက်တဲ့တပိတ်မအဆက်တဲ့တပိတ်ပေါ့ခွက်နီးတူပဲပေါ့ရွှေတပိတ်တွေငွေတပိတ်တွေဖန်တပိတ်တွေတန်ဃာတွေသုံးလို့မရအောင်အရင်ဦးဇင်းငယ်တုန်းကဟိုပလတ်စတစ်တပိတ်တွေထွက်ခဲ့ဘူးအခုတော့မသိတော့ဘူးပလတ်စတစ်တပိတ်တွေပေါ်ခဲ့ဘူးတဲ့ဆေးတွေတုတ်ထားပြီးတော့ပလတ်စတစ်တော်တော်နန်းတယ်မကောင်းဘူးပေါ့အဲ့ပလတ်စတစ်တပိတ်ကလည်းမအပ်ဆက်ဘူးလေနော်ပလတ်စတစ်မှာနောက်တစ်ခါရုံးတပိတ်တွေရှိတယ်လေနော်သစ္စည်းတပိတ်လို့ခေါ်တယ်ရှင်းတော့အဲ့သစ္စည်းတပိတ်တွေရုံးတွေဆိုရင်မအပ်ဘူးအဲ့တော့အတ္တကတပိတ်နှမျိုးပဲရှိတယ်တန်တပိတ်နဲ့မြေတပိတ်တဲ့တပိတ်လုံးဝမအပ်ဘူးအဲ့ဒါစတိတပိတ်ခေါ်ဆိုခုနပြောသလိုတန်တပိတ်ထဲမှာစတိတပိတ်ပါသွားတယ်ဟုတ်ပြီနော်အဲ့တော့ဒါလူတွေဘက်ကတော့အဲ့ဒီတပိတ်နှမျိုးလူရတာပေါ့နော်စတိတပိတ်တန်တပိတ်မြေတပိတ်လူရင် asset တယ်ဒီနေ့ကတော့မြေတပိတ်တွေခြားတော့ဖြစ်သွားပြီမရှိတော့ဘူးအဲ့တော့ရဟန်းတော်တွေဘက်ကကြတော့အဲ့ဒီတပိတ်တွေကဒီတိုင်းသုံးလို့မရအောင်သူကမိဖို့အောင်မှာသူကအမဲတဲ့အယောင်ဖြစ်သွားအောင်လို့မိဖို့အောင်မှာစေးမုတ်လို့မရအောင်ကျမ်းမိုင်နဲ့လည်းမညီဘူးစေးမုတ်တာကအဲ့တော့တန်တပိတ်လို့စတိတပိတ်လို့ဆိုလို့ရှိရင်သူက9ချိန်ဖုတ်နော်9ချိန်ဖုတ်မှသူကမဲတာဟုတ်လက်တွေ့ဖုတ်ကြည့်တော့လည်းဟုတ်တယ်သူက9ချိန်လောက်ဖုတ်မှမဲတာအဟောင်းနေဆိုရင်တော့တပိတ်အဟောင်းဆိုရင်တော့3ချိန်လောက်ဖုတ်လဲမဲတယ်တပိတ်အစ်စ်စတိတပိတ်အစ်စ်တွေပါတွေဖုတ်မယ်ဆိုရင်9ချိန်လောက်ဖုတ်ရတယ်မြေတပိတ်ကြတော့သူကမဲတာမြန်တယ်2ချိန်ပဲဖုတ်ရတယ်သူကအဲ့တော့မြေတပိတ်ဆိုရင်2ချိန်ဖုတ်ရင်မဲတယ်အဲ့ဆိုရင်တပိတ်ဖြစ်သွားပြီအဲ့ဒါဦးဇင်းတို့စတိတပိတ်အဖြူတယ်ဆိုရင်ဒါတပိတ်လို့မခေါ်ခွက်လို့ပဲခေါ်ရတယ်တပိတ်မဟုတ်သေးဘူးဘယ်ခါမှတပိတ်လို့ခေါ်တယ်မီးဖုတ်ပြီးခါမှတပိတ်လို့ခေါ်ရတာအဲ့တော့ရဟန်းတော်အနေနဲ့မီးမဖုတ်ရင်တပိတ်အဖြစ်သုံးဆွဲခွင့်မရှိဘူးအဲ့တော့စတိတပိတ်တွေလူတွေမှားတာကိစ္စဒါတန်ဃာတွေကဏ္ဍပေါ့နော်ဒါကြတော့လူတွေဘက်ကတော့ကိုယ့်ဘက်ကတော့စတိတပိတ်လူပြီးသွားပြီကိုယ်ခန္ဓာပြီးသွားပြီဒါတန်ဃာတွေကမီးဖုတ်တာမဟုတ်တာတန်ဃာတွေခန္ဓာဖြစ်သွားပြီပေါ့အဲ့တော့တန်ဃာတွေဘက်ကတော့ဒီစတိတပိတ်ကိုမီးဖုတ်ပြီးမှသုံးဆွဲခွင့်ရှိတယ်ပေါ့နော်မီးဖုတ်ပြီးသုံးဆွဲရမှာ